ကဲ hello အားလုံးပဲမင်္ဂလာပါเนาะကဲအခုကျွန်တော်လာပြပေးမယ့်ဖုန်းကတော့ဒီကောင်လေးဆိုရင် iPhone 7တရားပါเนาะဈေးတွေကလည်းတို့က2000ပါလေးနဲ့ရပါမယ်เนาะဒီကောင်လေးဆိုရင် iPhone စကင်တဲ့သူအတွက်ဆိုရင်တို့က17 7တော့အမျိုးတွေအရင်စကင်လိုက်ပါเนาะဒီကောင်လေးဆိုရင်เนาะအဲ့မှာစိန်တုံးတက်တာနဲ့ရပါမယ်เนาะအလုံးတနေရပါเนาะပဲတီဆိုရင်လည်း60ကျော်ရှိမယ်အယောင်ဆိုရင်လည်းတို့အမဲရောင်ရှိမယ်အပြာရောင်ရှိမယ်အဖြူရောင်အစိမ်းရောင်ပါเนาะအယောင်စုံလေးထက်ရောက်ရှိထားပါပြပါเนาะ kit ဆိုရင်လည်းတို့က128 kg နဲ့906 kg ရှိပါမယ်เนาะตัวစီလုံးကတော့2000ကျော်ပါ2000ကျော်ပါပြီเนาะလို့ချင်းနေဆိုရင်ကျွန်တော်စီမှာဆက်တွဲမိမဲလာလို့ရပါတယ်เนาะ PG ဘက်မှာဆိုရင်လည်းကျွန်တော်တော့ပို့ပေးပါတယ်เนาะဘယ်နေရာမှာဆိုကျွန်တော်ပို့ပေးပါတယ် quality နဲ့ပို့လို့ရပါတယ်เนาะဟိုက PG ဘက်မှာဆိုရင်လည်း quality နဲ့ပို့လို့ရပါတယ်ဟိုမြန်မာ P ဘက်မှာဆိုရင်လည်းကျွန်တော်အကုန်နေရာအစုံပို့ပေးပါတယ်เนาะလို့ချင်းနေဆိုရင်ကျွန်တော်စီမှာဆက်တွဲမိမဲလာလို့ရပါတယ်เนาะအဲ့မှာဒီဇိုင်းလေးအရောင်လေးအရန်လေးကိုလာပါတယ်အလုံးတန်ထရပါเนาะဘာမှမဖြစ်နေပါဘူးเนาะကြည့်အောင်အရန်လေးကိုမိုက်ပါတယ်เนาะလို့ချင်းနေဆိုရင်ကျွန်တော်စီမှာမြင်ဆက်တွဲလာခဲ့ပါ software တွေပါအကုန်လုံးထည့်ပေး ID တွေပါအကုန်လုံးပြရအောင်ကျွန်တော်အောက်မှာဖုန်းနံပါတ်တွေထည့်ထားပေးပါเนาะတော့လိုတာရှိရင်ကျွန်တော်စီမှာဖုန်းဆက်မြင်လာလို့ရပါတယ်เนาะအားပေးကြအောင်ပါเนาะ bye bye